မြစ်ခွင်၌ပြန်လွင်နေခဲ့ပြီတခင်ရဲ့မြစ်တာအမြဲတမ်းစစ်စစ်မြစ်စင်လိုပဲအတွေ့အကြုံထူးစီမျောနေခဲ့ပြီတခင်ရဲ့တွေ့တော့ကျေးဇူးများကြောင့်လို့ဒါစီခဲ့